မောင်လေးညီမလေးတို့ရေမင်္ဂလာပါဒီနေ့ကတော့ယဉ်ကျေးခြင်းသင်ခန်းစာတွေတဲကခရီးသွားစဉ်ယဉ်ကျေးခြင်းဆိုတဲ့အကြောင်းဖတ်ပြမယ်နော်ယထာဖြင့်ဖြစ်စေသင်္ဘောဖြင့်ဖြစ်စေအခြားသောယဉ်တို့ဖြင့်ဖြစ်စေခရီးသွားသောအခါ၌အတင်းတိုး၍မဝင်ရအားနည်းသူများကိုပထမဦးစွာအခွင့်၍ပေးရ၏ခရီးသွားစဉ်သူတစ်ပါးအားအထူးသဖြင့်အားနည်းသူများအားတတ်နိုင်သမျှကူညီရ၏အကယ်၍တစုံတရာမကူညီနိုင်စေကမူမိမိအတွက်အနှောက်အယှက်မဖြစ်စေသင့်တကားကိုဖွင့်ပေးခြင်းပစ္စည်းတစ်ခုခုကိုယူပေးခြင်းအတက်အစင်း၌လွယ်ကူစွာရှိစေရန်ကူညီခြင်းလေးသောဝန်ကိုပင့်ပေးခြင်းချပေးခြင်းစသဖြင့်ချမ်းသာစွာတွာလာနေထိုင်နိုင်ကြရန်ကြိုးစား၍ကူညီရ၏မိမိအတွက်တင့်လျော်သည့်ထပ်ပို၍နေရာမယူသင့်ထိခိုက်မိ၍တော်၎င်းတစုံတရာကြောင့်တော်၎င်းတောင်းပန်ရန်ရှိခဲ့လျင်နောက်နေကြံ့ကြာခြင်းမရှိစေဘဲတောင်းပန်ရ၏ကျေးဇူးတင်သည့်နှင့်တင်ကြောင်းအပြစ်မှခွင့်လွှတ်ကြောင်းများကိုယဉ်ကျေးစွာပြောအပ်၏လူအများနှင့်ဆက်ဆံရာနေရာများတွင်တတွေးမထွေးပါနှင့်တတွေးထွေးခြင်းသည်ညဉ့်ညမ်းစေရုံများမကဥပအန္တရာယ်ကိုလည်းဖြစ်စေ၏ယထာအတွင်သင်္ဘောအတွင်ဗတ်စကားအတွင်စသည့်လူများနှင့်ဆက်ဆံရာနေရာများတွင်စကားကျယ်စွာမပြောရအော်ဟစ်ခြင်းကိုမပြုရမိမိတို့အချင်းချင်းကြားယုံမျှသာစကားပြောရ၏ပါဇက်ထဲတွင်တစုံတရာရှိစဉ်စကားမပြောရသူတစ်ပါးမခံတာသောအနက်ရှိသည့်ပစ္စည်းများကိုပင်အသုံးမပြုရစက္ကူစုပ်မုတ်ထုတ်စက္ကူတစ်သီးခွန်စားကျွင်းစသည်တို့ကိုအမိုက်ပုံးထဲထည့်ရ၏ချောင်းဆိုးခြင်းခြေဆက်ခြင်းကိုလူရှေ့တွင်မပြုလုပ်ရအခြားနေရာသို့ထသွားခြင်းကမတက်နိုင်ပါလျင်လက်ကင်ဘဝဖြင့်အုပ်၍ပြုလုပ်ရ၏ခြေဆက်ခြင်းဆိုတာနှာရှိတာကိုပြောတာเนาะဥပမာနှာရှိမယ်ဆိုလို့ရှိရင်လက်ရဲ့တထောင်လေးကိုကွေးပြီးတော့ခြေတာမျိုးအဝတ်နဲ့အုပ်တာမျိုးအဲ့လိုမျိုးလုပ်တင်တယ်လို့ပြောတာပေါ့เนาะအချို့သူတို့သည်လူရှေ့တွင်တန်းခြင်းကိုပင်ရှောင်ကျင်၏ဘူတာယုံတင်မောစိတ်ကားဂိတ်ရုပ်ရှင်ယုံဇက်ယုံစသည်တို့၌လက်မှတ်ဝယ်ခြင်းဝင်ခြင်းထွက်ခြင်းတို့တွင်တိုးဝေခြင်းမရှိဘဲတယောက်နောက်တယောက်စီကမိမိအလှည့်ကိုစောင့်ဆိုင်းရ၏ဤသို့သောနေရာမျိုးတွင်မိမိအတွက်အလျင်ရရန်ရောက်ရန်တိုးဝေ၍တက်ခြင်းရောက်နှင့်ပြီးသူတို့ကိုကြော်၍တက်ခြင်းနေရာကောင်းကိုလူခြင်းနေရာရွေးခြင်းမိမိကိုယ်သာလျင်ဥစွာဆောင်ရွက်စေလိုခြင်းစသောအပြုမူတို့သည်ယဉ်ကျေးသောနိုင်ငံကြီးသားတို့၏အပြုမူမဟုတ်ကြောင်းအထူးသတိပြုရသည်တဲ့လူစီကားရာအရက်တွင်မိန်းကလေးများရှိရာသို့အတင်းဝင်၍တိုးခြင်းနောက်ပြောင်ပြောဆိုခြင်းသည်လွန်စွာရိုင်းပြသောအမှုအရာဖြစ်၍ရှက်ဖွယ်ကောင်းလာ၏တဲ့ဒါတွေကတော့ခရီးသွားစဉ်ယဉ်ကျေးမှုအကြောင်းဖြစ်ပါတယ်နော်ဟုတ်ပါပြီဒီနေ့တော့ဒီလောက်ပါပဲမောင်လေးညီမလေးတို့ကျေးဇူးပါတတာပါ